နရဲ့အကျိုးကနောက်ဘဝကျမှချမ်းသာတာမဟုတ်ဘူးဒီဘဝလှူတဲ့လူတွေဟာလည်းပဲဒီဘဝမှာပဲအတိတ်ဘဝရဲ့ကံကိုအားပြုပြီးတော့စီးပွားဥစ္စာပို့တိုးလာတယ်ဆိုတာတော်များများဟာလက်ခံယုံကြည်ထားကြတာဖြစ်တယ်မလှူလို့မရှိလို့မလှူဆိုတဲ့ပုဂ္ဂိုလ်ဟာဘယ်တော့မှမရှိဘယ်တော့မှမလှူဆိုတာဖြစ်တယ်ဝိစေရသပမာဒာသဧဝံဒါနနာတိယတိနှမျောလို့မလှူတာရဲ့ကာမဂုဏ်အာယုန်တွေနဲ့ပဲချိန်ဖြုံးနေလို့မလှူတာရဲ့အဲ့ဒီအကြောင်းတစ်ခုရှိတယ်မလှူခြင်းကြောင့်လှူရင်ကုန်မှကြောက်တဲ့ပုဂ္ဂိုလ်သည်ဆင်းရဲချမ်းသာတာကိုကြောက်တာနဲ့သွားတူတယ်ပေါ့ချမ်းသာဒုက္ခကိုကုသိုလ်ကပေးတယ်ဆိုတာမသိဘူးမြတ်စွာဘုရားကဟောတယ်ဒါနသံဗုဒ္ဓနိဘောဂာနိလူတိုင်းယခုဘဝရထားတဲ့စိစိမ်ဥစ္စာတွေကိုဒါနကပေးတာလို့ပြောတယ်မြတ်စွာဘုရားဟောတာလို့အဲ့တော့သဘောတူလားမတူလို့ရှိရင်စောရကတက်နိုင်ကိုယ့်ဘကိုကြိုးစားရှာလို့ရနော်ကိုရှာလို့ကိုရတယ်လို့ပြောလို့မရဘူးလားကိုယ့်ဘကိုတနေ့ကုန်တနေ့ကမနေမနာကြိုးစားအထုတ်လို့ရတာဒါနကြောင့်ရတာမဟုတ်ဘူးလို့ပြောချင်ပြောသို့တော့ရှာကြည့်ကြမယ်ရှာတဲ့လူတိုင်းရရဲ့လားနော်ဖားကတ်မှာသွားပြီးတော့ရှာနေတဲ့လူတွေအများကြီးပဲဒါနရှိတဲ့လူကြတော့သူတွေးတဲ့ကြောက်ကတမိုးကြီးတဲ့ကြောက်ဖြစ်တယ်နော်ကုသိုလ်ကံပေးမှရတယ်ဆိုတာအမတမထင်ရှားရှာတိုင်းလည်းမရဘူးလှုပ်တိုင်းလည်းမရဘူးသိကြပါလိမ့်မယ်အလုတ်တစ်ခုတူလှုပ်တော်လည်းပဲတယောက်ကချီးပွားတယ်တယောက်ကမချီးပွားမချီးပွားရင်လူတွေကအပြစ်မြင်ကြလိမ့်မယ်သူကတော့ဘာဖြစ်လို့ချီးပွားတယ်သူကဘာဖြစ်လို့မချီးပွားတာလို့ပြောလိမ့်မယ်သို့တော့ကံကြမ္မာခြင်းဟာကွာခြားကြတယ်အဲ့ဒီနေရာမှာကံလို့ပြောလို့ရတယ်ဥယျာဉ်ဆိုင်ပြောကြတယ်တရချံနှစ်ချံတဲတယ်ပေါ့ခြံရင်းရှင်ပြီးတော့တဲကြတယ်ကုသိုလ်ကံရှိတဲ့လူရဲ့ခြံကုသိုလ်ကံမရှိတဲ့လူရဲ့ခြံနှစ်ခြံရာသီဥတုလည်းတူတယ်မြေလည်းတမြေလည်းပဲတူချတယ်ဒါပေမဲ့တစ်ခြံကတရက်တွေပိုးကြပြီးတစ်ခြံကအသီးကြတယ်မရှိဘူးလားအဲ့ဒါအုံးမင်းပြန်ပြီးတော့စိုက်တယ်သူ့ခြံကအုံးမင်းနေတီးထားဒီဘက်ခြံကမတီးဘူးဘာချောင်းလဲအပြုစုမတတ်လို့လားဒီလိုကြီးလည်းမဟုတ်ဘူးဘာကြောင့်လဲလို့ဆိုတာအကြောင်းတစ်ခုပြောပြကမ္မပစ္စယဥဒုသမုဋ္ဌာန်ဆိုတာရှိတယ်လူတယောက်ဟာကံကောင်းလာလို့ရှိရင် तू ဘာလုပ်လို့မလုပ်လို့ तू လှုပ်ထားတဲ့ तू နဲ့ပတ်သက်တဲ့အရာတွေဟာတစ်ပင်အကြိုက်ဥဒုမျိုးဖြစ်လာဘယ်သူကြောင့်ဖြစ်တာသူကံကြောင့်ဖြစ်တယ်သူခံကြောင့်ယာတိဥဒုတွေဖြစ်လာတယ်အဲ့ဒီဖြစ်လာတဲ့ယာတိဥဒုတွေကြောင့်သူ့ခြံကြီးပေါ်တိုးတယ်ပေါ့ဒါကမ္မပစ္စယဥဒုသမုဋ္ဌာန်လို့ခေါ်တယ်ကံကိုအခြေခံပြီးတော့ဖြစ်တာမတူစီးပွားဥစ္စာတူလုံးရင်တန်းနဲ့တချို့ကြီးပွားတယ်တချို့မကြီးပွားဘူးလုံလဝိရိယလည်းတူတယ်အဲ့ဒီပေါ်ကြတော့ကံကအခြေခံနေဆိုထင်ရှားတယ်ပေါ့နော်အဲ့ဒါလိုပဲကံမကောင်းအကြောင်းမလားဖြစ်လာပြီဆိုလို့ရှိရင်သူ့လုံးသမျှတွေကအပြက်တွေကြီးပဲဖြစ်လာမြတ်စွာဘုရားကဘယ်လောက်ထိဟောတာတော့ဆိုယတာကမ္မေခယောဟောတိသဗ္ဗမေတံဝိနတတိကံကုန်ပြီဆိုရင်အကုန်သွားတတ်တယ်ဘယ်ကနေဘလို့ကုန်မှမသိဘူးတာဝတိမျိုးကတထေးတယောက်ဆိုလို့ရှိရင်ရွှေချောင်းတွေကိုယ်တော်နဲ့ထက်